အားလုံးပဲမင်္ဂလာပါ Let's Find Airdrop Channel ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အတမင်ဝန်ပါကျွန်တော်ဒီနေ့ guide video လေးလုပ်ပြပေးသွားမှာကျွန်တော်တို့ Moonnet ရဲ့ NFT တွေကို Magic Eden မှာဘယ်လိုမျိုးအယောင်းဝယ်လုပ်ရမလဲပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ guide video လုပ်ပြပေးသွားမှာပါဆိုတော့အရင်ဆုံးကျွန်တော်တို့ဖုန်းနဲ့သုံးမှဆိုလို့ရှိရင်ဆုံးကိုသုံးမဲ့ browser တွေကိုဝင် laptop နဲ့ဆိုလို့ရှိရင်ကိုသုံးတဲ့ browser တွေကိုဝင်လိုက်ပေါ့ဆိုတော့ကျွန်တော်ဒီမှာလုပ်ပြပေးမယ်အရင်ဆုံးဒီမှာဒါလေးအဲ့လိုမျိုးဒီမှာဝင်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာလိမ့်မယ်ဒီလိုမျိုးမပေါ်ဘူးဆိုလို့ရှိရင်ကိုကအဲ့လိုမျိုးဒီလိုမျိုးမပေါ်ဘူးတချို့ကအဲ့လိုမျိုးမပေါ်ဘာလို့ဆိုလို့ရှိရင်ဆိုတော့ဒါကျွန်တော်က Moonnet မှာရှိရဟာပေါ့အဲ့လိုမျိုးဒါကကျွန်တော်က Moonnet နဲ့ဝင်ထားလို့ဒီမှာ Moonnet ပေါ်တာ Moonnet network မှာဝင်ထားတယ်ပေါ့ Moonnet network မှာရှိရဟာလေးဟာမို့လို့ရှိရင်ဒီမှာတချို့မှာကျတော့ဒီမှာ network သွားပြီးပြောင်းလို့ရတယ်ဒီမှာဒါ page မှာဆို page ကျွန်တော်က page မှာရှိရဟာလေးတွေပေါ့အဲ့လိုမျိုးဒီမှာလေးပြောင်းပြီးတော့ကြည့်လို့ရတယ်အခုကျွန်တော်ကကျတော့ Moonnet ကိုပြမှာဆိုတော့ဒီမှာ Moonnet test network ဝင်အဲ့ဒါဒီမှာလေဒီအဲ့လိုပြောင်းလို့ရတော့ဒီ login ဝင်တိုင်းမှာသွားပြီးပြောင်းလို့ရတယ်ကို Moonnet test နဲ့ထည့်ထားတဲ့ wallet တွေဝင်လိုက်ပေါ့အဲ့လိုမျိုးဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပြလိုက်မယ်ဒီလိုမျိုးပြလာလိမ့်မယ်ဒီလိုမျိုး account တစ်ခုဝင်လာလိမ့်မယ်ပေါ့အရင်ဆုံးကျွန်တော်ကိုအရင်ဆုံးရောင်းတာမပြခင်ကျွန်တော်ဝယ်တာလေးအရင်လုပ်ပြပေးမယ်အရင်ဆုံးကျွန်တော်တို့ကဟာပေါ့ Moonnet မှာပါလို့ရတယ်ပေါ့ Moonnet test နဲ့မှာဒီကောင်လေး list စားတယ်ဆိုကျွန်တော်ဒီကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်က search bar လေးကိုကြည့်လိုက်အရင်ဆုံးဒီမှာပြီးတော့ဒီမှာလည်း network တွေရွေးလို့ရတယ်ကျွန်တော်ဒီမှာ Moonnet ဝင်ထားတယ်ကျွန်တော် Moonnet နဲ့ပြလိုက်မယ်ဒီမှာ list ထားတဲ့ကောင်လေးတွေပေါ့ဆိုတော့ကျွန်တော်ကိုနဲ့အဆင်ပြေတဲ့ဟာလေးတခုဝေပြီးဝေပြပေးမယ်ဒီမှာဒါလေး Holy app နေ့ကမင်းတဲ့ဟာလေးဒါလေးပေါ့ဒီမျိုးပေါ်လာလိမ့်မယ်အဲ့ဒါဒါလေးတစ်ချက်နေလိုက်အားနေဆောင်ကျွန်တော်ဒါလေးဝယ်လိုက်မယ်ပိုင်းဝယ်မှာဒါဝယ်တဲ့ဟာလေးပေါ့ဒါကကျတော့ list တာကကျတော့တစ်ခုပဲဟိုအကုန်လုံးဟိုလိုတိုင်းမပြဘူးနောက်တစ်ခုလုပ်ပြမယ်ခဏလေးဒါပြန် cancel လိုက်အောင်မယ် cancel ပြီးတော့ဟာလေးအများကြီးမပြထားဘူးဆိုတော့ဒီမှာအရင်ဆုံးဒီမှာဒီမှာဘယ်လိုပြောရမလဲဘယ်နှမှာရှိမလဲပြလေကောင်းပြလိုက်မယ်ဒီမှာဒါကိုဝင်မယ်ပေါ့တကယ်လို့ list ထား item ဆိုလို့ရှိရင်ဒီလိုမျိုးပြလိုက်မယ်ဒီလိုမျိုးတန်းပြီးတော့ကိုကြိုက်တဲ့ဟာလေးကောက်ဝယ်လိုက်ရင်ရပြီကျွန်တော်တစ်ခုဝယ်ပြမယ်ကျွန်တော်ကဒီကောင်ကကျွန်တော်ခုနတော့ဝယ်ပြထားတယ်ကျွန်တော်နောက်တစ်ခုဝယ်ပြမယ်ဆိုတော့ဒါကျွန်တော်ကလူမျိုး list လို့ရှိရင်ဒီလိုမျိုးပေါ်တာပြတာပေါ့ကိုဒီထဲကနေကိုကြိုက်တဲ့ဘေးကောင်ဘေးဈေးကိုကြိုက်တယ်ကကိုတန်းပြီးတော့ဝယ်လိုက်ရပြီဒီမှာလည်းဘယ်ရှိလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဈေးကိုကျွန်တော်ကကျတော့ low to high လို့တာအနှိမ့်ကနေအမြင့်ကိုသွားတာဟိုကျင်ဒီမှာလည်းကိုအဆင်ပြေတဲ့ဈေးလေးတစ်ခုကိုကြည့်ပြီးတော့ဝယ်လို့ရတယ်ကျွန်တော်ဒါဝယ်ထားကျွန်တော်ဒါတော့ဝင်ပြတော့ဘူးနောက်တစ်ခုဝယ်ပြနိုင်မယ်နောက်တစ်ခုကကျွန်တော်ဘယ်ကောင်ဝယ်နိုင်မလဲဆိုလို့ရှိရင်ဒါတစ်ချက်ကြည့်လိုက်မယ်ဒါပါလေပေါ့အဲ့လိုမျိုးမပြဘူးဆိုလို့ရှိရင်ဒီလိုမျိုးပြလိုက်မယ်ဒီမှာဒါပေမဲ့ item ကကျတော့ supply က999ရှိတယ်ဒီမျိုးပေါ့ဒါပေမဲ့ list ထားတာကျတယောက်တည်းပဲရှိသေးတယ်အဲ့လိုမျိုးသဘောပေါ့ဆိုလို့ရှိရင်ခုနလိုမျိုးကျွန်တော်ဒါလေးဝင်နိုင်မယ်ဆိုတော့ဒါလေးလူရှင်းတယ်ဆိုတော့ဆိုလို့ရှိရင်ဒီမှာဒါလေးနှိပ်လိုက်ပြီးရှင်ဒီမှာ buy win move ခုမှတော့ mon တွေရှိဖို့လိုတာပေါ့တစ်ချက်ဝင်နိုင်မယ်ခဏလေးစောင့်လိုက်မယ်ပြီးတော့ဒီမှာဝယ်တဲ့နေရာမှာဘယ်လိုမျိုးရှိလဲဆိုတော့တချို့ကကျတော့ဒီမှာ mon နဲ့ဝယ်လို့ရတယ်ရှိတယ်ဒါမှမဟုတ်လို့ရှိရင်တော့အောက်မှာဒီမျိုးနောက်ထပ် w mon ဆိုပြီးအဲ့လိုမျိုးရှိတယ်အဲ့လိုလေးမျိုးဝယ်လို့ရတယ်မျိုးရှိသေးတယ်ဒါလေးဝယ်နေရအဲ့လိုဒီမျိုးဝယ်လိုက်လို့ buy လို့နေလိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာလိမ့်မယ်အဲ့ဒါဆိုရင် sign နေပြလိုက်ရောဝယ်လိုက်အဲ့ဆိုဝယ်ထားတာလေးကဘယ်လိုမျိုးပေါ်ဘယ်မှာသွားပေါ်လဲဆိုလို့ရှိရင်ဒီမှာ profile နဲ့တစ်ချက်ဝင်လိုက်မှာပေါ်လာလိမ့်မယ်အဲ့ဒါရပြီဒါခုနကျွန်တော်ဝယ်လိုက်တာပေါ့ဟုတ်ပြီကျွန်တော်ခုနဝယ်လိုက်ပြီအဲ့ဆိုကျွန်တော်အခုဝယ်ထားတဲ့ဟာကိုပြန်ပြီးတော့ရောက်တဲ့နေကိုပြပေးမယ်ရောက်တာမှလည်းကျွန်တော်2မျိုးရှိတယ်အဲ့လိုမျိုး list ပြီးတော့အဲ့လိုမျိုးခုနလိုမျိုးကျွန်တော် market မှာဒီနားမှာကျွန်တော်ပြသလိုဒီမျိုး screen ဘယ်မှာကောင်းလဲနည်းနည်းဒီမှာဒီလိုမျိုးဈေးတခုမျိုး market မှာဒီလိုမျိုး list ပြီးတော့ရောင်းမလားပေါ့ market မှာဒီလိုမျိုး list ပြီးတော့ရောင်းမလားဒါမှမဟုတ်လို့ရှိရင်ကိုယ့်စီကို offer လာတာကို offer ကိုယ့်စီ offer လာကောက်တာကိုဝယ်တာမျိုး2မျိုးဝယ်လို့ရတယ်အဲ့ဒါကြတော့လို့ပြောလို့တချို့ကအဲ့လိုမျိုး list မဟုတ်ဘူးလို့ဆိုလို့ရှိရင်လည်း offer လာတဲ့ဝယ်တယ်ဒါကကြတော့ list မှာဆိုလို့ရှိရင်ကိုကဈေးတစ်ခုသတ်မှတ်လိုက်တယ်ဥပမာကိုကဒီမှာ1030သတ်မှတ်လိုက်လို့ရှိရင်သူကဒီကနေခုနကျွန်တော်ဝယ်ပြီးတော့ buy နဲ့နေလိုက်လို့ရှိရင်တခါတည်းအဲ့owner စီကိုထားတယ် mon နဲ့တန်းပြီးထည့်ပေးသွားမယ်လို့မဟုတ်ဘူးကိုယ့်စီကို offer လာတဲ့သူစီကိုရောင်းမှဆိုလို့ရှိရင်ကျွန်တော်ပြမယ်နော်ဒီကောင်လေးပြမယ်ဆိုလို့ရှိရင်ဒီကောင်လေးပြလိုက်မယ်ကျွန်တော် offer ဒီကောင်ပဲတက်နေအောင်ဆိုတော့ဒါလေးပြမယ်ဒါလေးဝယ်လိုက်
အဲ့ဒါဒီလိုမျိုးပေါ်လာလိမ့်မယ်ဒါကြတော့ဒီမှာဒါကဘိုင်ဝယ်တဲ့နေရာပေါ့ဒါဝယ်လိုက်ရင်ဒီလိုမျိုးဘိုင်နဲ့ဝယ်ရမယ်ဒါဆိုဆက်ရကြတော့ဒီမှာဒါကျတော့ offer လာယူ offer လာတောင်းနေတာမင်းစီကဒီလောက်20W မိုးနဲ့ဝယ်တာပေါ့အဲ့မှာဒီမှာခုနကြော်ပြောတဲ့ဒါမှာဒီနေရာဝယ်တဲ့နေရာမှာမိုးနဲ့လို့ရတဲ့ဟာရှိတယ် W မိုးလို့ဝယ်တဲ့ဟာရှိတယ်အဲ့ကျွန်တော်ပထမတုန်းကကျွန်တော်ကြောင်ပြောက်သွားတယ်ဘာလို့ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာရောင်းလိုက်တာပေါ့ဒီ W မိုးနဲ့ရောင်းလိုက်တော့ဆိုတော့ကျွန်တော်ဒီထဲမှာမပေါ်ဘူးရောင်းလိုက်လို့ရှိရင်ဒီမှာကျွန်တော်ဒီဘက်မှာ accept လုပ်လိုက်လို့ရှိရင်ဒီမှာတန်းပြီးတော့ရောင်းပြီးတော့ wallet က transaction တက်လာလိမ့်မယ် accept လိုက်လို့ရပြီအဲ့ဆိုရလာလို့ရှိရင်ကျွန်တော်ဒီမှာဒီဟာရတော့ W မိုးနဲ့ဝယ်တာဆိုတော့ကျွန်တော်ဒီမှာ wallet မှာမတက်လာဘူးအဲ့တချို့ကကျွန်တော်ကိုယ်နဲ့ဖြစ်သွားတာပါအဲ့ဒါကြတော့အဲ့လိုမျိုးကြောက်ပြောက်သွားတယ်ဟာငါရောင်းလိုက်တာဘာလို့ငါ့ကိုလိတ်သွားရတာပေါ့အဲ့ဒါကျွန်တော်လောင်လိုက်တယ်အဲ့ဒီမှာဒီလိုဖြစ်လာလိမ့်မယ်တကယ်တော့မဟုတ်ဘူးသူကဒီမှာကျတော့မိုးနဲ့ကိုပဲပြတာ W မိုးကိုကြတော့ဘယ်လိုမျိုးပြောင်းမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ moon equals ထဲမှာပါတယ် uni swap ဒီမှာ uni swap ကိုတစ်ချက်ဝင်ပြလိုက်တယ်ကျွန်တော်အဲ့လိုမျိုးအဲ့ဒါဒီတော့ဒီမှာကျွန်တော်ဒီမှာကျတော့ဒီကောင် W moon 20နဲ့ရောင်းလိုက်ပြီထား W moon 20နဲ့ရောင်းလိုက်ပြီဆိုကျွန်တော်တို့ wallet တွေကို moon နဲ့ရောက်လာမှာမဟုတ် W moon နဲ့ရောက်လာမှာဆိုတော့ W moon ကျတော့အဲ့မပေါ်ဘူးဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီမှာ uni swap မှာသွားပြီးတော့ပြောင်းရသေးတယ်ဒါမှာဒီမျိုးပေါ့အဲ့ကျွန်တော်ခုနေ့ကပြောင်းထားတယ်ကျွန်တော် moon နဲ့မထား W moon ထားခြင်းဆို transaction တက်အောင်ဆိုဒီမျိုးလောက်တာဒီမှာကျတော့ Uniswap ကိုထားမှမသုံးဘူးတဲ့သူလို့ဆိုလို့ရှိရင်ဒီမျိုးဝင်သွားလို့ရှိရင်ကျွန်တော်ဒီဘက်မှာ setting ကိုတစ်ချက်ဝင်လိုက်ဒီမှာ setting နဲ့ရှိရဒီ setting ထဲကိုဝင်ပြီးတော့ဒီမှာ testnet ပေါ့ပေါ်ထားလိုက်ရပြီအဲ့တော့ဒီမျိုးပေါ်လာလိမ့်မယ် testnet ဟာလေးတွေပေါ်လာလိမ့်မယ်အဲ့ဒါကိုဘယ်ဟာပြောင်းမလဲပေါ့တကယ်လို့ခုနကကျွန်တော်အဲ့မှာဒီကောင်လေးကိုကျွန်တော်က W20 နဲ့ရောင်းလို့ရှိရင်ဒီမှာကိုက W moon ဘယ်လောက်ရှိလဲပေါ့အမှတန်းပြီးတော့ပြောင်းလိုက်လို့ရတယ်ကျွန်တော်တို့ပြောင်းပြမယ်နော်ဒီလိုမျိုးဒါဥမာကို W moon ရှိရပေါ့ဒီမှာ sorry ဘာရောက်သွားလဲဘယ်ရောက်သွားလဲအဲ့တော့ W moonကကျတော့moon ကကျတော့23ရှိရ W moon က50ရှိရကျွန်တော်ကမဟုတ်ဘူးကျွန်တော်ကကျတော့ W moon ကို moon နဲ့ပြောင်းပါဒီမှာ moon နဲ့ပြောင်းလိုက်မယ်အဲ့ဒါဆိုဒီလိုဖြစ်သွားတယ်ဟုတ်တယ်မလားအဲ့ဆိုရင် W moon နဲ့ကိုကျွန်တော်ကိုမှရှိရဆိုလို့ရှိရင်ဒီမှာ max လေးတင်လိုက်အဲ့ဆိုဒီမှာ on ref နှုတ်လိုက်လို့ရှိရင်ရပြီအဲ့ဆိုရင်ကို W moon ကနေ moon နဲ့ပြောင်းသွားတယ်အဲ့လိုဖိုင်းသွားပြီအဲ့ဒါကြောင့်ဒါကကျတော့ NF တွေရောင်းဝင်ပေါ့ NF တွေရောင်းပြီးလို့ရှိရင် W moon တွေကို moon နဲ့ကိုပြောင်းလာလို့ပြီးတော့ guide video လုပ်ပြပေးသွားတာပေါ့ဒါလို့ဆိုလို့ရှိရင်တော့နည်းနားလည်မှာမရောင်းတာဝယ်တာလည်းအဲ့ဒီတိုင်းပါပဲဒါမှမဟုတ်ဒါကကျတော့ဒီရောင်းတဲ့နေရာမှာကျွန်တော်ဒါကကျတော့ offer လာယူတဲ့ကောင်စုကိုရောင်းတာပေါ့အဲ့လိုမဟုတ်ဘူးကိုကဒီခုနလေးပဲဒီနားမှာကျွန်တော်ဒီနားမှာရှာလိုက်တယ်လို့ market ပေါ်မှာသွားပြီးရောင်းမှဆိုလို့ရှိရင်ဒီမှာlist ဆိုရှိရယ်ဒါခုနက list ပြီးသားမို့လို့အားမပြတာနဲ့ပြန် list now ဆိုပြီးအဲ့ဒါဒီလိုမျိုးပေါ်လာနိုင်မယ်ကိုဘယ်လောက်နဲ့ရောင်းမလဲပေါ့ကိုဈေးပေးဘယ်လောက်တက်ဘယ်လောက်လောက်လိုချင်လဲအဲ့ဒါဒီမှာသွားပြီးရွေးပြီးရောင်းနိုင်ရတယ်ကိုဈေးထုတက်မယ်ဥပမာကျွန်တော် 6.5 နဲ့ဝယ်တာဆိုတော့8လောက်နဲ့လိုချင်တယ်ပေါ့8လောက်နဲ့ရောင်းဒီမှာဒီနားလေးမှာ list လို့ဟောဆိုနှိမ့်လိုက်ရပြီဘာမှမခက်ခဲဘူးဒါပေမဲ့ရောင်းတဲ့နေရာမှာဘယ်လိုပြောမလဲကျွန်တော် flow ထက်နည်းနည်းလေး short ပြီးရောင်းမှလည်းဈေးကထွက်တာမြန်တာပေါ့အဲ့တခုတော့ရှိတယ်အဲ့တခုတော့ခေါင်းနဲ့ထည့်ထားဖို့လို့တကယ်မျိုးကိုကဈေးနဲ့မတော်တဆကြီးအများကြီးမြင်ပြီးတင်ထားလို့ရှိရင်တော့ဝယ်မဲ့သူတွေရှိမှာတော့မဟုတ်ဘူးဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုဒါဒီလောက်ပါပဲဒါကကျွန်တော် guide မိုးနဲ့မှာ NFT တွေပုံလို့အရောင်းဝယ်လောက်ရမလဲပတ်သက်ပြီးတော့ guide ဗီဒီယိုလုပ်ပြပေးသွားတာပေါ့ဒီလိုနားမလည်တာမရှင်းတာရှိလို့ရှိရင်ကျွန်တော်လည်းဟိုမှာကျွန်တော်ရဲ့ channel မှာလာပြီးမေးလို့ရပါတယ်ခင်ဗျဆိုတော့ဒီနေ့ဗီဒီယိုဒါဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတွေ့ကြတာပေါ့အကုန်လုံး airdrop ကောက်တိုင်းရက်ရပါသေးဗျ